ကမ္ဘာအပြင်းထန်ဆုံးငလျင်ကြီး၃ခုရဲ့တိုက်ဆိုင်မှုတွေနဲ့ဆက်ဆက်ပြီးရေးပေါ်ထုတ်ပြန်လာတဲ့ငလျင်အန်တီရဲ့မိုးလေဝသပညာရှင်ကမ္ဘာနက္ခတ်ဖေရာပညာရှင်တွေရဲ့တိုင်းတာခန့်မှန်းချက်တွေအရဇွန်လကုန်ဇူလိုင်လပိုင်းအစလောက်မှာ7+, 8+, 9+ အဆင့်ထိရှိတဲ့ငလျင်ကြီးတွေလာနိုင်တယ်လို့သတိပေးလာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေစီကကမ္ဘာကြီးမှာအပြင်းထန်ဆုံးငလျင်ကြီး၃ချိန်လှုပ်ခတ်ခဲ့ပူးတာပါပထမချိန်ဖြစ်1960မေလ22ရက်နေ့ကချီလီနိုင်ငံမှာပြင်းအား9.5အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ငလျင်မလှုပ်ခင်ကမ္ဘာပတ်လန်းချောင်းမှာလရဲ့ကမ္ဘာရဲ့မတ်စ်ဂျိုကြီးရဲ့တန်းနဲ့ကြားရောက်နေခဲ့သလို2004ခုနှစ်ဒီဇင်ဘာ25-26အင်ဒိုနီးရှားနိုင်ငံမှာကမ္ဘာဒုတိယအကြီးဆုံးအဖြစ်လှုပ်ခတ်ခဲ့တဲ့ပြင်းအား9.3ငလျင်ကြီးမတိုင်ခင်တုန်းကလည်းလကမ္ဘာနဲ့မတ်စ်ဂျိုတို့ဟာတိုက်ဆိုင်စွာနဲ့တန်းနဲ့ထပ်တူကျနေတာကိုလေ့လာတွေ့ရှိခဲ့ကြရရှင်နောက်ပြီး1964မလ29-28အလက်စကာမှာပြင်းအား9.2စကေးနဲ့တတိယအကြီးဆုံးငလျင်ကြီးမလာတော့ကလည်းဂျိုပလန်ကျောင်းတွေကအရှိမလို့ပဲကဘာလာမတ်ဂျိုရိုကထပ်တူကျနေခဲ့တာပါဒါတွေကတော်ရုံတိုက်ဆိုင်မှုမျိုးတော့မဖြစ်နိုင်တော့ဘူးနော်2025ခုနှစ်ဇွန်လ28-29-30ရက်တွေမှာတော့ရှေ့မှာဖြစ်ခဲ့ဘူးသလိုကဘာလာမတ်ဂျိုရိုဟာတစ်ထပ်တည်းကျလာဖြစ်ပါတယ်ဒါကြောင့်ဇွန်လကုန်နဲ့ဇူလိုင်လအစလောက်မှာအင်အားပြင်းတဲ့ငလျင်ကြီးလာနိုင်ခြေရှိတယ်လို့သတိပေးလာခဲ့တာပါအထူးသဖြင့်ပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်ကိုစိုးရိမ်ဆုံးအဖြစ်သတ်မှတ်ပြီးသတိပေးနေတာပါငလျင်နောက်ဆက်တွဲဆူနာမီတွေပါဝင်ရောက်တတ်တဲ့သဘောရှိတာကြောင့်ကြိုတင်ပြင်ဆင်သတိပြုကြဖို့အရေးပေါ်ထုတ်ပြန်လာကြပါတယ်ဒီအခြေအနေကြီးက100%မှန်တယ်လို့မပြောနိုင်ပါဘူးနော်အခုမှစစ်ဆေးအတီးပြုတ်နေတော့မှထင်ထားသလိုမဟုတ်ဘဲကောင်းရင်လည်းကောင်းသွားနိုင်တာကြောင့်သတိထားပြီးကြိုတင်ပြင်ဆင်ကြဖို့ကိုသာတိုက်တွန်းထုတ်ပြန်လာကြတာပဲဖြစ်ပါစေပရိသတ်တို့လည်းမမြဲချင်းတရားကိုလက်ခံနိုင်ပြီးတဘာဝဘေးအန္တရာယ်ကနေကင်းရှင်းကြပါစေနော်ဂျန်ပရိသတ်များအလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ